အားလုံးပဲမင်္ဂလာပါခင်ဗျာ Root Asset ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေတို့ကိုဒီ Laravel မှာကျွန်တော် API deployment လုပ်တဲ့ချိန်ဒီ API documentation တွေဘယ်လိုလုပ်ကြမလဲဆိုတာကိုတစ်ချက်ပြောပြပေးသွားမယ်ဆိုတော့ကျွန်တော်အရင်ဆုံး Laravel project အသစ်တစ်ခုစောင့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော် desktop ပေါ်ကိုသွားမယ်ပြီးရင်ဒီထဲ desktop ပေါ်မှာပဲဒီ Laravel project တစ်ခုစောင့်လိုက်မယ်ပေါ့နော် composer create project Laravel/Laravel ပေါ့okay project name တော့ကျွန်တော်မထည့်ပေးလိုက်ရဘူးပဲထားပါတော့သူစောင့်ပါလိမ့်မယ်ဒီကောင်ပြအောင်ခဏစောင့်ပေးပါဒီ event documentation အတွက်ဆိုရင်ကျွန်တော်သုံးသွားမယ့် library ကဒီ detox Laravel ပေါ့နော်ဒီကောင်ကိုတစ်ချက်သုံးသွားလိုက်မယ်အဲ့လိုမဟုတ်ဘဲနဲ့မိတ်ဆွေတို့ဒီ API deployment လုပ်တဲ့အချိန်မှာမိတ်ဆွေနောက်ထပ်ကြားဖို့တစ်ခုရှိပါလို့ဆိုတော့ Swagger ဆိုတဲ့ကောင်ရှိသေးရနော်ဒီကောင်လေးထား API documentation ထုတ်တဲ့ကောင်ပဲပေါ့ပုံလေးနဲ့ပြရင်မြင်တာမလားမသိဘူးဒီလိုလေးတွေပေါ့နော်ဒါ API post request ဆိုရင်ဒီမှာ bell route ကိုခေါ်ပြီးအဲ့ဒီထဲမှာကျွန်တော်တို့ဘယ်ဘာတွေပါ parameter တွေပါရမလဲဘာတွေ response ပြန်လာမလဲပေါ့နော်အဲ့လိုပုံစံတွေဖြစ်သွားလိမ့်မယ်ဒါ Swagger ပေါ့နော် Swagger တော့ကျွန်တော်လာတာဘာရှိလဲဆိုရင်ဟိုရှိတယ်ဗာလဲကျွန်တော် Air5 Swagger ဆိုတဲ့ကောင်လည်းရှိတယ်F5 Swagger ဒီကောင်ကိုသုံးပြီးတော့လည်းကျွန်တော် API documentation တွေလုပ်လို့ရတယ် Laravel မှာ API deployment လုပ်ထားတဲ့အချိန်ပေါ့နော်ထားပါတော့ကျွန်တော်တို့ဒီကိုပဲသုံးလိုက်မယ်ဒီ Scramble ပဲဒီကောင်ကကြောက်ဘာလို့လဲဆိုတော့ကျွန်တော် automatic လုပ်ပေးတာဒီ F5 Swagger သုံးတဲ့ချိန်ကျရင်သူက manually ကျွန်တော်တို့ရေးပေးရတဲ့ဟာရှိသေးတယ်ပေါ့နော် documentation ထားပါတော့ဘယ်လို request for တွေလာရမယ်ဘယ်လို response ပေးရမယ်အဲ့လို manually ရေးပေးရတဲ့annotation တွေရှိသေးတယ် open API annotation လို့ခေါ်တာပေါ့အဲ့ကောင်တွေရေးပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကောင်သုံးလိုက်တဲ့ချိန်ကျရင်တော့အဲ့ဒါတွေအကုန်လုံးရေးပေးနေစရာမလိုတော့သူဟာသူဒီ code base ထဲမှာသူ changes လုပ်တော့ကြည့်ပြီးတော့တစ်ခါတည်းပြောင်းသွားလိမ့်မယ်ပေါ့နော်ထားပါတော့ဒါဆိုရင်ကျွန်တော်အရင်ဆုံးဒီမှာ project အသစ်တစ်ခုစောင့်ပြီးပြီလားဆိုတော့ပြီးသွားပြီlet's check ခေါ်ကြည့်လိုက်ဒီမှာနော် Laravel ဆိုရဲကောင် cd Laravel ATT project နော်အဲ့ဆိုကျွန်တော်ဒီကောင် VS ကောင်တစ်ချက်ဖွင့်မယ်open ပေါ့ open ပြီးရင် desktop Laravel ပေါ့ဒီ project လေးတစ်ချက်ဖွင့်လိုက်မယ်Okay ဒါဆိုအရင်ဆုံးကျွန်တော်ဒါ Laravel project ခွန်ကြီးတော့ရပြီတော့ကျွန်တော်တို့ API documentation လို့ပြောတာဖြစ်တော့ API နဲ့ပတ်သက်တာတော့စတယ်လို့ထားဖို့လိုမယ်ပေါ့နော်ထားပါတော့ဒီမှာ PHP artisan install API ပေါ့ဒီတိုင်းထားလိုက်မယ်ဒီ install လုပ်လိုက်ပေါ့ဒီ API နဲ့ပတ်သက်တဲ့ကောင်ပေါ့ဒီကောင် install လုပ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီဘယ်ရောက်သွားလဲ route folder အောက်မှာဒီမှာဆိုရင် web နဲ့ console ပဲရှိရမလားကျွန်တော်ဒီမှာ api.php ဆိုတော့တခုတိုးလာလိုက်မယ် okay ဒီကောင်ရပြီဆိုတော့ sorry ဒီမှာ clear လုပ်မယ်ပြီးရင်ကျွန်တော်ဒီမှာ api.php တဲ့တစ်ချက်ဝင်ပြီးသွားရင်ဒီမှာဒါတွေအကုန်ဖြတ်ထားလိုက်မယ်ဗျာဖြတ်ထားပြီးတော့ကျွန်တော်ကျွန်တော်ဒီမှာဆိုဒါဘာ route မှမရှိသေးဘူးเนาะမရှိသေးတဲ့အချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ model တစ်ခုစောက်လိုက်မယ်ဗျာအဲဒီမှာ php artisan make model ထားပါတော့ post ပေါ့နော် post -m ဆိုပြီးစောက်လိုက်မယ် model ရော migration ရောပေါ့နော် database migration နဲ့မှာ post migration တခုရောက်နေလိမ့်မယ်ဒီထဲမှာကျွန်တော်ကဒီမှာ table string title ပေါ့နော်ပြီးရင် title ရှိမယ် content ရှိမယ်ပေါ့နော်ထားပါတော့ဒီနှစ်ခုပဲ okay အဲ့တိုင်းပဲ model ထဲမှာလည်းဒီ title နဲ့ content အောင်တစ်ချက်product filter နဲ့ထည့်ပေးထားပေါ့database ကတော့ကျွန်တော်ဒီ default တိုင်း SQL လေးပဲသုံးလိုက်တော့မယ်เนาะtree to ဘာမှဆက်လက်လုပ်မနေတော့ဘူးဒါဆိုရင်ဒီမှာ post okay ဒီထဲမှာရှာပြီဒါဆိုရင်ဒီ post ရပြီဆိုတော့ကျွန်တော်ဒီကောင်ကို CRUD လေးပဲတစ်ချက်လောက်လိုက်တော့မယ် CRUD ကြီးတွေကလေးပဲပေါ့နော်အဲဒီမှာ PHP controller ရေးမယ် artisan make controller ထားပါတော့ post controller ပေါ့ဒါဆိုရင်ရသွားပြီရပြီဆိုတော့ကျွန်တော်ဒီမှာ http controller post controller တော့ကြည့်လိုက်ပေါ့ဒီမှာကျွန်တော်တို့method ၄ခုကြည့်လိုက်မယ်ဗျရှင်းရှင်းလေးပဲဒါတွေကတော့ကျွန်တော်တို့ tree to ပြောမနေတော့ဘူးเนาะဒီကောင်က post index တဲ့အမှမှsorry show ရှိမယ်ဒီကောင်ရှိ post 2ရှိမယ်sorry store ရှိမယ်ပြီးရင် update ရှိမယ်ပြီးတော့destroy ရှိမယ် okay အဲ့ဒီထဲမှာကျွန်တော်တို့ကဒီ post index မှာဆိုရင် post တွေအကုန်လုံးပြမှာဆိုတော့ post ကိုလိုချင်ရင်ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တို့မှာ post model တွေကဆိုပြီးဆွဲထုတ်လိုက်မယ်ဒါဆိုရင်ရပြီပေါ့ဆိုဒါဆိုကျွန်တော်တို့မှာ data မှာ post ဆိုပြီးတော့ပြန်ပေးလိုက်မယ်အဲ့ဒီတိုင်းပဲဒီကောင်လေးဒီလိုတစ်ချက်ပြင်ထားလိုက်ပါတော့ကျွန်တော် computation ပဲသုံးရတာတော့ကျွန်တော် format tree လုပ်မနေဘူးဒါဒီအပိုင်းတွေတော့ကျွန်တော် maze လို့ရတယ်လို့ယူဆထားပြီးပြနေเนาะအဓိကကျွန်တော်ဒီ video မှာပြသွားချင်တာက API documentation ဘယ်လိုထုတ်လဲဆိုတော့ပြချင်တာမလို့အသေးစိတ်ကြီးတော့ပြန်မပြောတော့ဘူးเนาะ okay ဒီကောင်က
ဘယ်ဟောလဲ Africa ဒီတိုင်းဖြစ်မယ်ပြီးတော့ destroy ပို့ဆိုင်တွေကိုရှာအကောင်ဖြတ်မယ်ပေါ့ဒါပါပဲဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒီ post နဲ့ပတ်သက်တဲ့ CRUD controller လေးလည်းရပြီဆိုတော့ကျွန်တော်ဒီ what ဒီ route ထဲက avian.php ထဲမှာအဲကောင်တစ်ချက်သွားရေးမယ်ဆိုတော့ route get okay ဒီမှာ post ကို index ရှိမယ် show ရှိမယ် store update destroy ပေါ့ okay ဒါဆိုရင်ရသွားပြီဘာမှ tree တော့လောက်လိုက်စရာမလိုเนาะဒါပြီးသွားပြီ okay ဒါဆိုကျွန်တော်တို့ဒီ project ပေါ့เนาะလောလောဆယ်ကျွန်တော်ဒီကောင်စောက်ထားတဲ့ project ထဲမှာဆို API ကပါရှိတယ်ဆိုတော့ဒီ post နဲ့ပတ်သက်တဲ့ API ရှိတယ်အဲ့ဒီထဲမှာကျွန်တော်တကယ် reality ကြရင်ဘယ်လိုရှိမလဲဆိုတော့ထားပါတော့ make sure e-commerce project တစ်ခုအတွက် Laravel backend နဲ့ API ရှိပြီးတာမျိုးပဲဖြစ်ဖြစ်ဒီ inventory management system လိုမျိုးကောင်ပဲရှိပြီးတာပဲဖြစ်ဖြစ်ဒီ POS ရေးတာပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးရေးတဲ့အချိန်တွေမှာကျွန်တော်တို့ကဒီ route ကဒီလိုတစ်ခုရရှိမှာမဟုတ်ဘူးအများကြီးပဲဖြစ်မှာထားပါတော့ဒီထားပါဆို blog ပဲ user လိုက်က blog ဆိုတာ Facebook မှာ post တင်နေတယ်လို့မျိုးပေါ့ဒါဆိုကျွန်တော်တို့မှာ post တွေရှိမယ်အဲ့ post မှာကျွန်တော်ဘာတွေရှိမလဲဒါ reaction ပေးတာတွေရှိမယ် comment ပေးတာတွေရှိမယ် share တာတွေရှိမယ်အဲ့မှာ post တွေပြန်ဖြတ်တာတွေရှိမယ်post မှာဘယ်သူတင်တဲ့ post လဲအစားရှိသဖြင့်ပေါ့နော်အဲ့လို route တွေအများကြီးပဲရှိနေမှာ okay အဲ့လိုမျိုး route တွေအများကြီးရှိတာဆိုရင်ကျွန်တော်တို့ backend သမားအနေနဲ့ကကြတော့ကျွန်တော်တို့ဒီ API သူ develop လုပ်ထားဖြစ်တဲ့သူ route တွေကသူ့ဟာသူဒီထဲမှာလာကြည့်လို့ရတယ်ဘယ်ကောင်းကိုလောက်မလဲ okay အဲ့ထဲမှာဒီ index method ဆိုဘာတွေလုပ်မလဲ show ဆိုဘာလုပ်ဒီ route line ဘာတွေလုပ်မလဲဘယ် method နဲ့လာမလဲဘယ် request method နဲ့လာမလဲပေါ့နော်အဲ့လိုပုံစံလေးကျွန်တော်တို့ backend developer တော့သူကတည်နိုင်တာပဲသူရေးထားတာဖြစ်တော့သူတည်နိုင်တယ်ဒါပေမဲ့ frontend developer ကိုအရန်များတဲ့ complex route တွေကိုကျွန်တော်တို့ဘယ်လိုရှင်းပြရမလဲဘယ်လိုပေးရမလဲပေါ့နော်အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့က API documentation လိုလာပြီအဲ့ဒါကြောင့်မလို့ကျွန်တော် API documentation ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ချက်ပြပေးတာပဲထားပါတော့ဒီမှာတော့ကျွန်တော်တို့ post တစ်ခုပဲရှိတယ်ပေါ့နော်နောက်ထပ်အများကြီးရှိလာခင်ရှာလည်းဒီလိုနည်းလမ်းနဲ့အဆင်ပြေပါတယ်ထားပါတော့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ရပြီဆိုတော့ကျွန်တော်ဒီကောင်တစ်ချက် run လိုက်မယ်ဆိုရင်လည်းဒါသူနဲ့ post နဲ့ပတ်သက်တဲ့ကောင်တွေရပါလိမ့်မယ်ထားပါတော့ကျွန်တော်ဟို data advisory seeding တွေပါတော့လုံးမပြတော့ဘူးเนาะလောလောဆယ်ဒီ post နဲ့ပတ်သက်တဲ့ model migration ရေးတဲ့ model မှာ federal property ထည့်တယ် controller ရေးတယ်ဒါ CRU တွေလုပ်ဖို့အတွက်ပြီးရင်ကျွန်တော် route ထဲမှာသူနဲ့ဆိုင်ရာ route တွေတတ်မှတ်လိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီကောင်အတွက် API documentation ဘယ်လိုလုပ်မလဲဆိုတော့တစ်ချက်သွားကြည့်မယ်ကြည့်ရင်ဆိုကျွန်တော်သုံးပါ base လို့ပြောတဲ့ဒီမှာ scramble เนาะဒီကောင်တစ်ချက်သုံးမယ်ဒီကောင်ကိုသုံးမယ်ဆိုတော့ကျွန်တော်ဒီမှာဒီ scramble.ဒီ docs.co ဆိုတဲ့ website ရှိရเนาะဒါမိတ်ဆွေတို့မှာ sorry SCRAN scramble php ပေါ့နော်ဒီလိုရိုက်ရှာလိုက်တဲ့ချင်းကြဒီ website လေးပေါ့နော်အပေါ်ဆုံးမိတ်ဆွေတို့ကြတော့အပေါ်ဆုံးမှာတက်လာခြင်းမှလည်းတက်လာလိမ့်မယ်ပေါ့နော်အောက်မှာတစ်ချက်ရှာလိုက်ရှိလားရှာကြည့်လိုက်ရှာတော့ဒီကောင်တွေ့ပြီဆိုတော့ဒီတစ်ချက်ဝင်ပြီးရင်ကျွန်တော်ဒီမှာ installation နဲ့ setup ဆိုတာရှိတယ်အဲ့ကောင်တစ်ချက်သွားပြီးရင်ကျွန်တော်ဒီမှာသူ့ရဲ့ requirement တွေတစ်ချက်ပြောထားတယ်ဒီ scramble setup လုပ်ဖို့ဆိုရင် PHP 8.1 higher ဒီ 8.1 ထက်အထက်ဖြစ်ဖို့တော့လိုတယ်8.0 7 5အဲ့လိုမျိုးတော့ဖြစ်လို့မရအောင်เนาะပြီးတော့ Laravel 10နဲ့ Laravel 10နဲ့အထက်တွေပဲသုံးလို့ရလိမ့်မယ် Laravel 9တို့ Laravel 8တို့မှာတော့ဒီကောင်သုံးလို့ရမှာမဟုတ်เนาะအဲ့လိုပုံစံပြောတာထားပါတော့ဒါကျွန်တော်ဒီမှာဒီကောင်တစ်ချက်ဒီ composer require detox scramble ဆိုပြီးတော့တစ်ချက် install လုပ်လိုက်မယ်လုပ်မယ်ဆိုတော့ကျွန်တော် VS Code ပြန်သွားပြီးဒီမှာ PHP composer require detox scramble ဒီကောင် install လုပ်လိုက်မယ်ပေါ့နော်ဒီကောင်မိအောင်ခဏစောင့်ပေးဒီကောင်သာ install လုပ်ပြီးသွားရင်ကျွန်တော်တို့ဘာရရပြီလဲသူပြောထားတဲ့အတိုင်းပဲလေ once scramble installed to raw added to your application ဒီ raw နှစ်ခုကိုadd သွားလိုက်မယ်တဲ့သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ API documentation ကြည့်ချင်းဒီကိုလာကြည့်လို့ရပြီ doc/api เนาะအဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်သွားလိုက်မယ် okay ဒီကောင်ရပြီဆိုတော့ဒီမှာ php artisan စဆိုပြီးတော့ကျွန်တော်ရဲ့ project ကို run ထားလိုက်မယ် run ပြီးတော့ကျွန်တော် browser ထဲကိုသွားမယ်သွားပြီးတော့ဒီမှာ1 2 7.0 8000ချက်ခေါ်လိုက်ဒါဆိုကျွန်တော် Laravel website ကြီးတော့တက်လာပြီဒါပေမဲ့ဒီကောင် API အတွက် documentation ကြည့်ဖို့ဆိုရင်ကျွန်တော်ဘယ်လိုသွားရလဲဆိုတော့သူလည်းပြောထားပါတယ်ဒီမှာ docs/api ကိုသွားကြည့်လိုက်တဲ့ဒါဆိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်တကယ်ရောရှိမရှိပေါ့နော်/docs/api okay enter ခေါ်လိုက်ဒါဆိုရင်ကျွန်တော်ဒီမှာခဏဆောင်တွေ့လာဒီမှာတစ်ခါလေးသူတက်လာပြီတက်လာပြီကျရင်ဒီမှာ endpoint ကပါလဲကျွန်တော်တို့ရေးတာ post နဲ့ပတ်သက်ရေးထားပြတယ်ဒီမှာ post နဲ့ပတ်သက်တာရှိတယ်အဲ့မှာကျွန်တော်တို့ရေးထားတာpost မှာ index ရှိရ store show update destroy ပြီးသူနဲ့ဆိုင်ရာ method တွေအဲ့ဒီထဲမှာ post index တွေဝင်လာရလဲဒါသူနဲ့ဆိုင်ရာရပေါ်ဒါဆိုရင်ဒီမှာ set API request မှာတစ်ခါလေးတောင်ဆန်းလို့ရရနော်ကျွန်တော်ဒီမှာကျတော့ဗာလဲ900 server error ကြီးတက်နေဒါဘာလို့လဲဆိုတော့ဒါဟို migration မ run ရသေးလို့เนาะကျွန်တော် postman ကဆန်းတယ်လို့ပဲကျွန်တော်တို့ဒီမှာလည်းတစ်ခါလေးထည့်ဆန်းလို့ရတယ်เนาะထားပါတော့ဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီbrowser တစ်ချက်ပြန်သွားလိုက် sorry VS Code တစ်ချက်ပြန်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာ
ထားပါတော့ဒီ store ကိုဆက်သွားတယ်နော် store မှာဆိုရင်ကျွန်တော်တို့ဒီ request body ကဘာပါလာမလဲ request also သူဝင်လာမယ့်ကောင်တွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ကျွန်တော်သတ်မှတ်ပေးရမှာပေါ့နော်ကုတ်ကိုတေချာ social ချက်ရေးတော့ဒီကောင်က documentation မှာပို့ပြီးအပြည့်စုံပါလိမ့်မယ်ထားပါတော့ဒီမှာ post request ဆိုရင်ကျွန်တော်ဒီ body မှာဘာပါမလဲပေါ့ဒီမှာသူကတော့ data ပါရမယ်လို့ပဲပြောထားတယ်အဲ့ data ဘာတွေလဲတော့မပြောထားဘူးဒါပေမဲ့အဲ့ data တွေကကျွန်တော်တို့ဒီဟို request body နဲ့ဒီ validation review ရေးထားပြီးသတ်မှတ်ထားတာဆိုတော့ဒီနားမှာ icon တွေအကုန်ပေါ်နေလိမ့်မယ်ထားပါတော့ဒီ title လို့မယ် content လို့မယ်အစရှိသဖြင့်ပေါ့နော်အဲ့လိုပုံစံတွေလာလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့သတ်မှတ်ပေးခဲ့တာဆိုရင်လည်းဗာလဲဆိုတော့ title နဲ့ content ပဲအဲ့နှစ်ခုလိုတယ်ဆိုတာမျိုးတွေဒီ documentation မှာဒီထဲမှာပါလာလိမ့်မယ်နောက်ထပ်ဒီမှာ show ဆိုရင်လည်းဒီမှာတစ်ခါ send တယ်ဒီမှာ API request တစ်ခါခေါ်သူကကျတော့ဒီမှာ post ID ပါမယ်ဆိုတော့ဒီမှာ ID ကိုသူထည့်ထားတယ်မထည့်ရင်ဗာလဲဒီကောင်မပါဘူးလေမပါဘူးဆိုပြီးသူပြနေတဲ့တစ်ခါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီမှာ JavaScript code တွေပါတွေအစားကျွန်တော်အကုန်လုံးကြည့်လိုက်ဒါဆိုကျွန်တော်တို့ဒီ client က JavaScript ကခေါ်မယ်ဆိုတော့ဒီကောင်ဘယ်လိုခေါ်လဲဒီလိုတန်းခေါ်လိုက်ရင်လည်းရတယ်နော် okay အဲ့ဒီထဲမှာကျွန်တော်တို့ဒီကောင်တစ်ချက်လောက်လိုက်မယ် clear ရက်ပြီးတော့ clear လောက်လိုက်မယ်လောက်ပြီးတော့ဒီမှာ PHP artisan migrate ပေါ့ migrate fresh migration တစ်ချက် run လိုက်မယ်ဘာလို့ migration run လဲဆိုတော့ကျွန်တော်တို့က post တွေပဲ create လုပ်ထားတာကိုကျွန်တော်ခုနက migration မလုပ်ကြသေးလို့เนาะ artisan serve ဆိုတစ်ချက်ပြန် run မယ် run ပြီးတော့ဒီမှာ browser တစ်ချက်ပြန်လာထားပါတော့ကျွန်တော်ဒီကောင်ကိုတစ်ချက်ခေါ်ပြီးတော့ဒီမှာ send API request နေလိုက်မယ်ဒါဆိုတွေ့လားmessage post နေတဲ့ဒီမှာ200 status 200 okay နဲ့ပြန်လာတယ် post နဲ့ပြန်လာတယ် data တော့ပါလာလို့ဆိုမပါလာဘူးအဲ့ဒါဆိုကျွန်တော်ဒီမှာ data သွားပြီးတော့ post လုပ်ကြည့်လိုက်မယ်လုပ်ကြည့်လိုက်မယ်ဆိုတော့ဒီမှာ send API နဲ့ API request ပို့တာတော့ဟုတ်တယ်ကျွန်တော် request body ကဘာပါမလဲဆိုတော့ကျွန်တော်ထည့်ပေးဖို့တော့လိုသေးတယ်ပေါ့နော်ဒီတိုင်း plain ကြီးတော့ထည့်လိုက်လို့မရအောင် post လို့ဆိုတော့ဒီမှာဒီတိုင်းတော့ဖြစ်နေတယ် okay ဒါကြတော့ response request body ကကျွန်တော်ဘယ်လိုထည့်မလဲပေါ့ထားပါတော့ကျွန်တော်လောလောဆယ်ဒီကောင်တွေအသေးစိတ်တော့အရင်ပြောမနေတော့ဒီကောင် documentation ဒီလိုထုတ်လို့ရရဲဆိုတော့ဒီဗီဒီယိုမှာသိရင်အဆင်ပြေပါတယ်เนาะ okay အဲ့မှာပါကျွန်တော်ဒီဟို config တွေဘာတွေပြင်နေလဲဆိုတော့ဒီမှာဆက်ကြည့်လိုက်ပေါ့နော်အဲ့တော့တစ်ခုကကျွန်တော်ဒီ config ထဲမှာဘယ်လိုတွေဖယ်ပိုင်းနေဘာတွေပြင်ရမလဲပေါ့အဲ့ဒီထဲမှာမှ request တွေကဘာတွေ response တွေကဘာတွေဘယ်လိုတွေရှိမလဲပေါ့နော်အဲ့ဒါတွေတစ်ချက်ကြည့်တော့ဒီမှာ authentication ဆိုလည်းပြကျွန်တော်ဒီ token တွေဘာတွေထည့်ဖို့လို့ဆိုကျွန်တော်ဘယ်လို setup လုပ်ကြမလဲဒီမှာဒီတိုင်းလေး setup လုပ်လိုက်ဒီကောင်ဆိုဘယ်မှာလဲဆိုတော့ကျွန်တော်တို့ကဒီကောင်ဆို boot တက်လာတဲ့အချိန်ဆိုတော့ဒါဟိုပါပေါ့ကျွန်တော်တို့ရဲ့ဒီကောင်ဘယ်မှာရှိလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်နော်ဒါက service provider ထဲမှာရှိမှတယ် provider website provider okay ဒီမှာဒီထဲမှာပေါ့နော်ဒီထဲမှာကျွန်တော်တို့ကဒီကောင်လေးထည့်ပြလိုက်ဒီကုတ်လေးထည့်ပြလိုက်ပြီးဆိုရင်ကျွန်တော်ဗာ authentication နဲ့ပတ်သက်တာတွေလည်းကျွန်တော်တို့ဒီ postman မှာ send တဲ့လိုမျိုးဒီ API documentation ဒီထဲကနေကျွန်တော်အကုန်လုံးတစ်ခါတည်း send လို့ရသွားလိမ့်မယ်နော် okay ဒါဆိုရင် Maze အနေနဲ့ဒီ Scrambler API documentation ကို Laravel project ထဲမှာဘယ်လို setup လုပ်ရမလဲဆိုတာကိုနားလည်သွားလိမ့်မယ်လို့ထင်တယ် Maze ကိုကိုယ်တိုင်လည်းလိုက်ပြီးတော့ဆန်းကြည့်ပါနော်ထားပါတော့ Maze ဒီ Laravel နဲ့ API backend project လေးတစ်ခုရေးထားတာရှိတယ်ဟိုသင်တန်းတစ်ခုကနေလေ့လာပြီးတော့ project base လေးရေးထားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီYouTube ကကြည့်ပြီးတော့ project tutorial ကြည့်ပြီးရေးထားဖြစ်ပါတော့အဲ့လို project မျိုးတွေဝင်ပြီးတော့ဒီ Scrambler လေး setup ဝင်လုပ်ပြီးတော့ဒီကောင်လေးတစ်ချက်ကြည့်အဆင်ပြေလာပြီးရင်ဒီမှာတစ်ချက်ဆန်းပြီးတော့သုံးကြည့်ပါနော် Maze တို့အရင်ဒီကောင် effective ဖြစ်လိမ့်မယ်ဒီကောင်သုံးရတာ okay ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်